အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ MyTech Point 2400ကို free journey လို့ကျွန်တော် share လုပ်ပြသွားမှာဖြစ်ပါတယ်เนาะအရင်ဆုံးကျွန်တော်တို့ MyTech app ကိုဝင်လိုက်မယ် MyTech app ကိုဝင်ပြီးရင်ကျွန်တော်တို့ဒီထဲကိုတစ်ချက်ဝင်ပါပါเนาะဒီထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ဒီအောက်ဆုံးနည်းနည်းဆွဲချလိုက်မယ်ဒီမှာဆိုရင်တို့ပြီးခဲ့တဲ့အပတ်ကအောင်ပါလေးတွေပါတွေတော့ပြီး ticket တွေပါမဝယ်ရတော့ဘူးဆိုတော့ကျွန်တော်ပုံမှန်လေးပဲကျွန်တော်တို့ဝယ်ရမှာပေါ့เนาะအရင်ဆုံးဒီအပေါ်ဆုံးကတစ်ခုအတွက်ဒီအတွက်စောက်ဝင်မှာပေါ့เนาะဒီထဲဝင်လိုက်မယ်စတာ600 share MyTech ပြီးရင် daily ဝယ်မှာဖြစ်တဲ့အတွက်တရက်စာပဲဝယ်မှာဖြစ်တဲ့အတွက်ကျွန်တော်1ကိုနှိပ်လိုက်မယ်เนาะနှိပ်ပြီးရင်ကျွန်တော်တို့က1ကိုနှိပ်ပြီးတော့စမ်းလုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့က unsubscribe ပြန်လုပ်မှာပေါ့เนาะအဲကြောင့်မလို့ကျွန်တော်တို့က star 602ထဲကိုပြန်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့က unsubscribe ပြန်လုပ်ပြီးမှဖြစ်တဲ့အတွက်နံပါတ်5ကိုနှိပ်မယ်နံပါတ်5 unsubscribe ပြီးရင်ကျွန်တော်စမ်းလုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့1နှိပ်လိုက်မယ် confirmဒီမျိုး message ကြလိုက်တော့ရပြီကျွန်တော်တို့ဒီထဲကိုပြန်ဝင်လိုက်မယ်ဒီမှာဆိုရင်အပေါ်တစ်ခုရပြီเนาะကျွန်တော်တို့ဒီနောက်တစ်ခုအတွက်ဒီအတွက်ကျွန်တော်တို့ထောက်ဝင်မယ် star 908 MyTech ကျွန်တော်နံပါတ်1ကိုနှိပ်ရမယ်ကျွန်တော် daily အတွက်နံပါတ်1ကိုနှိပ်ပြီးတော့စမ်းလုပ်လိုက်မယ်ပြီးရင်ကျွန်တော်1နှိပ်ပြီးတော့ confirm ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့က unsubscribe ပြန်လုပ်ရမယ်အဲကြောင့် star 9နဲ့ share subscribe ပြန်လုပ်မှဖြစ်တဲ့အတွက်ကျွန်တော်တို့က number 5ကိုရေးပြီးတော့စနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့က1ကိုနှိပ်ပြီးတော့ confirm လုပ်လိုက်မယ်subscribe တဲ့ star 9နဲ့ shareဒီအများစုဆိုရင်ကျွန်တော်တို့အောက်ကတစ်ခုကိုဆက်သွားလိုက်မယ်เนาะဒီဝယ်မယ်star 905 shareကျွန်တော်တို့က1ပဲ confirmကျွန်တော်က star 905ကိုပဲ subscribe ပြန်လုပ်မှဖြစ်တဲ့အတွက်သူ့ကိုပဲပြန်နှိပ်လိုက်မယ်နံပါတ်1မဟုတ်ဘူးကျွန်တော် subscribe လုပ်မှဖြစ်တဲ့အတွက်နံပါတ်3ပြန်ဝင်ကြည့်လိုက်မယ်တန်ငါခွန်ကကျွန်တော်ပတ်စံလောက်လာလို့ပြန်ကြည့်လိုက်အောင်နော်166 166စတန်ငါခွန်ကရှာဒီမှာဆိုရင်ကျွန်တော်ကပတ်စံမလောက်တော့လို့ခုနဝယ်လို့မရတာเนาะဒီမှာဆိုရင်သူက189ချက်ရှိတယ်ကျွန်တော်ကဒီမှာဆိုရင်
166ချက်ပဲရှိတာဆိုတော့ဝယ်လို့မရတာလူချင်းမီတို့ကဒီမှာဝယ်လို့ရတယ်ပေါ့နော်ခုနဟောကစတာ905ရှက်ကိုနှိပ်ပြီးတော့ဝယ်ပြီးရင် subscribe ပြန်လုပ်နော်3ခုစလုံးကအဲ့လိုပဲနော်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆုံးလေးမှာသူက daily 15ရက်ပေါ့နော်တစ်ရက်ကို50မိနစ်ရတယ်နော်အဲ့လိုဝယ်လိုက်ရင်တော့ရပါပြီဒီကျွန်တော်တို့ဒီအပေါ်ဆုံး link ကကျွန်တော်တို့ဒီ link ဖုန်းနံပါတ်နဲ့ချိန်ပြီးတော့300 mb ယူတာเนาะ300 mb ယူရင်တော့300 mb ကိုယူတာပြီးရင်ကျွန်တော်တို့ကဒီအပေါ်ဆုံးက600 mb ဆိုတာကကျွန်တော်တို့ဒီမှာ1 2 3 4ဒီ1 2 3 4တွေပါเนาะ1ခု2ခု3ခု4ခုဒီ4ခုစလုံးပြည့်မှာသူကဒီ600 point ယူလို့ရတာပါเนาะကျွန်တော်အခုပြောပြတာဒီအောက်ဆုံး3ခုပဲယူလို့ရတယ်အပေါ်ကကြတော့ကျွန်တော်တို့ link ချစ်ပြီးမှယူလို့ရတာပါเนาะအားလုံးပဲအဆင်ပြေပါစေ